4ရောက်ဘူး 4ရောက်လောက်ရှိရတယ် ကျင်း အလုပ်လုပ်တော့ တယောက်ထဲ လူလုပ်တာ အဖိုးကြီးလို့ ဖိုးကြီးကဘာလုပ်တာ ငါကြောင် ရွာကြောင် နွားကြောင်းဦးစင်းကြောင်းနဲ့လာပြီးနွားကြောင်းနေရတာ ဟုတ်ဘူးဗျာဒီဘက်မှာ ဦးရင်ဖေဖေနာဖေကြောင် ရပြတ်ကို ဝေးရ အဝေးကြီးရော ဟိုနတ်ဆန်နမ်းမှာတဲလေးနဲ့နတ်ဆန်နမ်းမှာတဲလေးနဲ့ဒေါ်ဘူးကတော့အုပ်ကွင်းပင်းထဲမှာတဲလေးခုတ်ပြီးနေ ရေဒီဘက်သွားကြောင်တော့ ဟုတ်ဟာမဟုတ်ဘူးဒါအခုဒီမှာဒါငါပြရေးကြောဒါမောလို့ရှိရင်တောက်ဖို့ ကျင်း နော်အစုံမဲ့ဟလား ကျင်း ဟာဒီမှာအော်ဒါဒီမှာနော်စီးပါတယ်ဟလားနော်စီးပါမယ်ဒါလေးလည်းပါမယ်ငါတက်တာလည်းပါတယ်ဟလားနော်အစုံမဲ့နော်ဒီမှာနော်ဆက်သားပြဟလားဟုတ်တယ်ပါခောက်ဆွဲတပ်ပြလို့လည်းပါတယ်သဘောကျတယ် ကြောင် လာကားလာပြီမွေးနေ့နော်မွေးနေ့ဟလာဒီမှာဒါဆန်း6ပြီပါလားနော် ကျင်းမ အကျဆန်းလေးကိုကျ ကောင်း ဖွေးနာပဲ ဘူးနော် နော်ဆန်း6ပြီပါတယ် ကျင်းမ စားကြတောက်ကြရရောနော်စီရောဆန်းစီစေးစားအစုံမလုံးနော်အဲ့ဒါဒီရောက်ဆိုတော့တစ်ပတ်စာတော့ရဟုတ်ပြီ ဆောက်တယ် နော် မိသားလေးပို့ပြီးလား မွေးနေ့ရှင်ကကုသိုလ်ပြုတာဦးစင်းကဘေးကနေပြီးတော့ကုသိုလ်ဆက်ပြီနော် ကျင်းမကျင်းမကျင်းမပါဒါလည်းပါနဲ့သူနိုင်ပါလေတန်းနိုင်ပါလေ အေးလမ်းမိုက်တယ်ဟာမနိုင်တော့ဦးစင်းမထမ်းနိုင်တော့ထမ်းပြမဲ့ဗော်လန်တီယာတွေခေါ်ချလာတာဒါကားလမ်းမပေါက်တော့ဒါဇန်ကုန်ရေးပေးတဲ့ပိုက်လုံးကြီးနော်ဂျိုးယူပိုက်လုံးကြီးအလုံးကြီးပေးရနေတာမင်းရောက်ထဲနေတာ အားမညပဲ အဖွားသက်ဘယ်လောက်တော့ အဖွာအော်ဒီကမိုင်းရဖွာ93နှစ် 93နှစ် 93နှစ် ဩ တရားလေးဖြတ်ထားတာလေးရှိတယ် ဟုတ်တာ မတ တ တ်မ ကယ် နိုင်ဖီဆိုရ တားလား တာတာ တာလေးဖြန့်သွား အဲ အခုဒါမြည်တယ်နေကြတယ် ဒီရတို့အိမ်နဲ့တို့ဟိုတို့ဒီတောင်းနေရောက်တဲ့နေရ ဟောဒီမှာအိမ်မှာတားမင်းရောက်ထဲ တော နေ င်းရောက်တဲ့ တပည့်တော်တော့ဟို ဒါလေးစောက်ပြီးတော့ ဒီမှာ အင်းကပြီးရော အဲ့ဒါပြီးပါပြီပြီးသွားပြီ ဒါမဟုတ်ဒါငတိကျော်မေဒီဒါရမေဒီဘက်ကြီးရောအမဒါစားဖို့မိုး ဘာမှအမေအများကြီး မအချုံမုတ်ပါမယ်စီပါမယ် အော်အလှတွေမသွားနိုင်လို့အလှနေနေနေသွားပြန်တယ်ပြီးတော့စားနေတာ ငပိကျော်စားတယ်နော်ငပိကျော်ပါပြီဟိုမှာနော် ဒီမှာမေကစီဒီအစုံမဲ့နော်အချုံမုတ် စာ စား စီစေးစားပဲ ကျက်သွန်နီ နော် ခေါက်ဆွဲကြောင်း တို့ ကုန် ခေါ ပါ က် လေ ဆွဲကြောက်ဟိုမှာဆေးလည်းပါတယ်နော် ဆေးရပါဆေးတယ်လေးလေးရ လေး ပြဟုတ်တယ်လင်း ထုံးရှိပါ လင်း ထွန်း စီ ထွန်းကျွန်း ထုံးရှိပါသဘောကျတယ် ဘောကြတယ် မတတာဘူးလည်းပါတယ် ညရရှောက်တွေကြိုက်တော့ထွန်းကျွန်းလဲလဲအရာ အော်အဲ့ဒီမှာဒါ လက်ပေါင်းလည်းကြိုက်တော့ ဒါအစာကြီးစေး ဒီမှာ ဒါအမေချက်စားလို့ရပြီနော်ဆန်း6ပြီ ဒီမှာဗျာအော်ဦးနေနေ အဲ့ဒါမွေးနေ့ရှင်ကလူတာ ဝင်ရ မွေးနေ့ရှင်ကလူပေးတာ ဒီမှာဗျာ ဦးစင်းလူရောက်သုံးပါဆိုတော့ဦးစင်းမသုံးတော့ဘူးလို့နော်မေတို့အဖိုးအဖွားတွေပဲလိုက်ပြီးတော့ကုသလုပ်ပေးမယ်လက်ဆောင်ပေးမယ်ဆိုပြီး ဒီ တော့ မှာဗျာ မွေးနေ့ရှင်ကမန္တနာဝင်တဲ့နော် အော်လူရလူတားတဲ့သူကြီးအကုန်လုံးလူရလူ ခရီးသွားနေတယ် ချမ်းသာပါစေစိတ်ချမ်းသာကိုချမ်းသာရှိပါစေသူလည်းညွှန်တန်းနိုင်ပါစေစိတ်ချမ်း ဒီတကုံနေပါနဲ့ ဒီကဦးကြီးမမမိုး မအရင်မလုံးလိုက်ရ မလောက်ပါ ဟော ဘူး မဘိုးရတယ်နော် အမေအိမ်အတွက်ပဲလုပ်ပေးလိုက်တာလေ ဟုတ်လား ဒီမှာဘယ်နှယောက်နေရ ပို့လားဟိုကနောက်2သိန်းလား3သိန်းလားထပ်ပြီးတာ နှစ်သိန်းကမြေ ဒီမှာဘယ်နှယောက်နေရလဲ သူ့အတွက်ထည့်ထည့်ပြီးသူ့ ကျောင်းသားတွေရှိလား ကျောင်းသားမရှိဘူး ကျောင်းသားမရှိ ညီလေးပဲရှိရကျောင်းသား အော်ဟိုမှာမြည် ညီ လေး လေးတယောက် အခုဘယ်သူလောက်ပြနေလဲ အခုကဟိုမှာလေ14နှစ်တယောက်16နှစ်တယောက်ကောင်းလေးတွေ တုတ်ပြီ အဲ့ဒါလေးနှစ်ယောက်ကလို့ကျန်တာအိမ်အောင်တယ်ဦးလေး လုတ်ကုန်ပြီ အိမ်အောင် အဲ့မှာခွန်သားတော်လိုပဲနော်အမှန်နော် တင်ပါ ဆုံးပါနော် တင်ပါ ဆုံးပါနော်မွေးနေ့ရှင်ကဦးစင်းလိုရသုံးပါဆိုတာနဲ့ဦးစင်းကလည်းအဲ့ဒါလူတဲ့လူတွေလိုက်ဝင်မယ်ပေါ့နော်လိုက်လူတွေနဲ့တခါတည်းစားအောင်ငပိတောင်းတွေရောဒီမှာနော် တင် ဒီ ပါ မှာငပိတောင်းလည်းပါတယ်ဒီဟာချိ
သုံးမလည်းပါတယ်စားလည်းပါတယ်စီလည်းပါတယ်နော် အစုံမေး အာ ဒီမိဖြစ်လား တယောက်ထဲနေတာလားဩကိုအသက်ဘယ်လောက်ရှိပြီလို့ ခုနက 90လားဩဦးစင်းအဖေနဲ့ပြောလို့လောက်တယ်နော် ဒီမှာ အဲ့ဒါ90ကျော်တော့လေဒီမှာလေစားဖို့တောက်ဖို့ဦးစင်းကယူလာတာ ဒီမှာ နော်အဆုံးပါတယ်နော် ဒီမှာ ဟိုဒါ ဒီကျော် ငရုတ်သေးကျော် ဒီမှာ ဒါမုတ် ဒီမှာ ဒါစပ်ပြဒါစပ်ပြတို့ ဒီမှာ ဒါအသားတို့နော်ဒီထဲမှာအကုန်ပါတယ်စီလည်းပါတယ်ငပီတောင်းလည်းပါတယ် ဒီမှာ စားလည်းပါတယ်ခောက်ဆွဲကြောက်လည်းပါတယ်အားလို့သေးလေ ဘာမှ လိမ့်စရာဆေးဘူးလည်းပါ ဟုတ်ဒီမှာ ထွန်းပြေဘူးလည်းပါ ဒီ နော် မှာဒီမှာ အဲစားစရာ ဒီမှာ ပြီးလို့ရှိရင်ဒီမှာလေဒီလိုပဲတုပ်လည်းပါပဲတုပ်စား ဒီမှာဒီမှာ ဒီကကြတော့ဟိုပြပါလို့တက်တယ်နေတယ် ဒီမှာ နော်အကုန်ပါတယ်နော်ဒီမှာငရုတ်သီးလည်းပါတယ်ဟာငရုတ်သီးမုံလည်းပါတယ် ဒီမှာ ဟုတ်ပြီလားနော်ငရုတ်သီးမုံလည်းပါ ပါလူကြီး ဘာမှမလုပ် ဆန်လည်းပါတယ်နော်အဲ့ဒါမိုးနေရှင်ကမန္တန်တာဝင်းတဲ့အဲ့ဒါ ဘူး နော်အရှင်ဘုရားလူရသုံးပါဆိုတော့ဦးနေအသက်60 90တွေလိုက်ဝေတယ်တယောက်ထဲသမားတွေကို ဒီမှာဒီမှာဒီလိုလည်းတယောက်တည်းပဲနေရ ဒီဘက်ကဘလူး ဟုတ်လားအဖွာအသက်ဘယ်လောက်ရှိပြီတော့ခု 69ပါဗျာ 69 90ပေါ့နော်အာဘာလည်းမရှိတော့ဘူး ရှိတော့ တခါကြီးလည်းမရှိတော့ဘူးလား ရှိတော့ တခါကြီးမရှိတော့ဘူးဘယ်လောက်ကြာပြီတော့တခါကြီး တစ်နှစ်ကျော်ပါ တစ်နှစ်ကျော်ပါပြီနော်တိတ်မကြသေးဘူးနော် သိမကြသေး ဒါအခုမွေးနေ့ရှင်ကလေတက်ကြီးအဖိုးဖားတွေလူဖို့ရဦးစင်းလိုရသုံးပါဆိုတော့ဦးစင်းကလည်းဦးစင်းမသုံးရတာနဲ့အဖိုးဖားတွေသုံးဖို့ဆိုပြီးတော့လာပူတာ ဘူးတင်ပါဗျာအဲ့ နော် ဒါ အဲ့မှာစားစရာတောက်စရာတွေအကုန်ပါတယ်နော်ဆန်ပါတယ်ဟုတ်ပြီလားနော်ဆန်ပါတယ်မုန့်ပါတယ်ခောက်ဆွဲကြောက်လည်းပါတယ်ဒီမှာဒါပါလေငပိကျော်နော်ငပိကျော်လည်းပါတယ်ခောက်ဆွဲကြောက်လည်းပါတယ်နော်လိမ့်စေးလည်းပါတယ်ငါးတက်တာလည်းပါတယ်ဟုတ်ပြီလားနော်အစုံပါတယ်ဆေးလည်းပါတယ်ကြက်သွန်ကြီးလည်းပါတယ်နော် တင်ပါဗျာအခုဒါတဲ့အကျိုးကတက်ကြည်ကြမ်းမှချမ်းသာပါလိမကြောင်မကြမတမတတို့ကဆန္ဒပြပါလိ